ရှမီမှာတီလို့အော်ခေါ်နေတဲ့မကျင်းချင်းလို့ကြည့်ရဆိုလို့ရှိရင်သူတို့နေတဲ့အိမ်ရဲ့ပုံစံမျိုးနဲ့တူတဲ့ luxury decoration နဲ့ကွန်ဒိုတစ်ခန်းကိုရောင်းချပေးပြီဟုတ်ပါတယ်ဘာမှရှိလဲဆိုလို့ရှိရင်ပန်တူလာလန်အနီးမှာရှိမယ် square feet 3000ရှိမယ်ပေနဲ့ဆိုရင်ပေ50ပေ60ဖြစ်မယ် luxury decoration ဖြစ်မယ်တအိမ်လုံးကိုကျွန်းနဲ့အလားဆင်ထားတဲ့နန်းဆောင်တစ်ပွဲဖြစ်မယ်လုံးဝလှပမှုကအိမ်ပေါ်ရောက်ပြီးသွားလို့ရှိရင်ပြန်ဆင်းဖို့စဉ်းစားမှမဟုတ်တော့ဘူးအလောက်ထိလှမယ်အလောက်ထိ luxury ဆန်မယ်လက်ရှိမှာအယောင်မှာလှပတယ်ဆိုတဲ့တိုက်ကွန်ဒိုတိုက်ခန်းလေးဖြစ်မယ်အဲ့တော့ကျွန်တော်တိုက်ခန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းက18000ကိုညှိနှိုင်းပြီးရောင်းချပေးမှာဖြစ်တယ်။ဘာတွေပါဝင်လဲဆိုလို့ရှိရင် Master Baron 3 ကန် Single Baron တစ်ခန်းပါဝင်တဲ့မိသားစုတစ်ခုလုံးဆွေမျိုးတွေအားလုံးတက်နေလို့ရတဲ့ကွန်ဒိုတိုက်ခန်းလေးဖြစ်မယ်။ကွန်ဒိုတိုက်ခန်းဖြစ်တယ်။ဒီတိုက်ခန်းလေးကိုဒီကွန်ဒိုတိုက်ခန်းလေးကိုကြည့်ရင်လည်းစုံစမ်းရင်လည်းအသေးစိတ်မေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်0969596969ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်အိမ်မက်တီကအယောင်မှလှပပါ